ကျွန်တော်တို့လည်းဒီနီးလန်းကိုဓာတ်ဆင်ပြီးတော့အဆင်ပြေလိုက်ရတဲ့မှာပါတဲ့လူချင်းမဲ့တေချာပေါက်တစ်သေးဖြစ်ကိုဖြစ်မယ်ငွေတင်းကားနဲ့ဆန်တပီဂတ်ပေါ်နဲ့ရွှေတဆုပ်တစ်သေးဖြစ်အောင်လုပ်တဲ့ကိုအလုပ်တွေရန်စူးစမ်းနေပါလေရက်နဲ့ပတ်စံနေစုပြဘူးဝင်ငွေတွေအင်ကန်တွေမမရှိနေပါလေရက်နဲ့အိုးပိုင်အိမ်ပါကားပိုင်မဖြစ်ဘူးဖြစ်နေတဲ့လူတွေအတွက်တတိဖြစ်ကိုဖြစ်စေရမယ်နီလန်းရေတရာနီလန်းလေးကိုဓာတ်ဆင်ပေးအောင်နဲ့တေချာပေါက်တတိဖြစ်မဲ့နီလန်းကိုမျှဝေပေးမယ်ကိုတကယ်လဲလှုပ်နေရမယ်တကယ်လဲစူးစမ်းနေရမယ်ဝင်ငွေအိမ်ကန်လေးမရှိနေရမယ်ဆိုလို့ရှိရင်ဒီရေတရာစီမံနီလန်းကိုဓာတ်ဆင်ပေးတေချာပေါက်တတိဖြစ်ကိုဖြစ်မယ်ဒီမှာငွေတင်းကားပြားငွေတင်းကားပြားကိုစံတပီအပေါ်မှာတင်မယ်တင်ပြီဆိုရင်ခန်းကောငါးညွန့်နဲ့တင်မယ်ပြီးရွှေတဆုပ်မိမိလက်နဲ့ရွှေကိုဆုပ်လိုက်ကိုမှရှိတဲ့ရွှေတွေလက်ကောက်ဖြစ်လက်ဆုပ်ဖြစ်စောရွဖြစ်လက်ကြိုက်ဖြစ်အကုန်လုံးကိုပေါင်းပြီးတော့ရွှေတဆုပ်တင်မယ်တထေးဖြစ်အောင်လုပ်တဲ့ဒီလိုမျိုးတက်ဆင်မိမယ်ငွေတင်းကစံတပီခန်းကောနဲ့ရွှေတဆုပ်တထေးဖြစ်အောင်လုပ်တဲ့ကိုမှရွှေနှုံသားမရှိလို့ရှိရင်လည်းရွှေအတုတွေထည့်ပြီးဓာတ်ဆင်ထားလို့ရတယ်ငွေတင်းကားပြအစ်စ်မရှိလို့ရှိရင်လည်းငွေတင်းကားနဲ့လားတရံတို့ဒင်းကားပြကိုထည့်ထားလို့ရတယ်ကြေးဒင်းကားတော့မရဘူးရွှေဒင်းကားတော့မရဘူးငွေဒင်းကားနဲ့လားတရံတို့ဒင်းကားပြထည့်ပါရမယ်ရွှေအစ်စ်မရှိရဲ့လူတွေဆိုလို့ရှိရင်လည်းရွှေအတုတွေဝယ်ပြီးတော့ဓာတ်ဆင်ထားလို့ရတယ်အဓိကတထေးဖြစ်အောင်ဓာတ်ဆင်မှုဖြစ်တဲ့အတွက်ကြောင့်မို့လို့တထေးဓာတ်ကိုယူမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငွေတင်းကစံတပီကန်းကောင်နဲ့ရွှေတဆုပ်တထေးဖြစ်အောင်လုပ်သူဓာတ်ကိုဓာတ်ဆင်ပြီးတော့မြတ်စွာဘုရားရှင်ကိုရမကြီးကိုလှူဒန်းပါတယ်ထို့လှူဒန်းရလို့ကြိုးအားကြောင့်တပီတော့အမြန်ဆုံးတထေးဖြစ်ရပါလို့ဤငွေကြေးတွေဆင်ပြရပါလို့ဤလူဒန်းစိတ်နေရပါလို့ဤအိုးပိုင်အိမ်ပါကားပိုင်တိုက်ပါအမြန်ဆုံးရရှိရပါလို့ဤဆိုပြီးတော့9ရက်တိတိဓာတ်ဆင်ပြီးတော့ဖျားဆင်ရှိမှထားတာပဲလူမျိုးသားတွေဆိုလို့ရှိရင်လည်းကိုကိုွယ်ယုံကြည်တဲ့ဘာသာမှာ9ရက်တိတိထားတာပဲပြီးွားရင်စွန့်လိုက်စွန့်ပြီးတော့ဒီဆန်ကိုလောင်းလူပဲရွှေတွေကိုပြန်သိမ်းတာဂန်းကောင်ညုံကိုစွန့်လိုက်ငွေတင်းကားကိုပြန်သိမ်းတာဒါဆိုလို့ရှိရင်လူချင်းမဲ့တေချာပေါက်တသေးဖြစ်ကိုဖြစ်မယ်ကျွန်တော်တို့လည်းဒီနီးလန်းကိုဓာတ်ဆင်ပြီးတော့အဆင်ပြေလိုက်ရတဲ့မှာပါတယ်ငွေကြေးတွေ3လဖြုံးတိုင်းလူတန်းသိနေရတဲ့မှာပါတယ်မေယုံမရှိနဲ့တေချာလေးရေုံကြီးနဲ့လိုက်လို့ပဲတေချာပေါ့အသေးဖြစ်ကိုဖြစ်မဲ့နီးလန်းလေးမို့လို့မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်ဗျ